စက်ယုံကဆွန့်ပစ်တဲ့အစိတ်ပြင်းရေစိုးတွေပြည့်နေတဲ့မြစ်ထဲကိုတစ်ပင်မျိုးစိန်900ဆလိုက်တဲ့အခါဒီလိုဖြစ်လာခဲ့တယ်။ဒီမြစ်ကိုတေနေတဲ့မြစ်လို့ဒေသခံတွေကခေါ်ဝေါ်ကြပါတယ်။မြစ်ရဲ့အရောင်ဟာသဘာဝအတိုင်းစိမ့်မြရောင်မဟုတ်ပဲအစိတ်အတောက်တွေရောနှောထားတဲ့အညိုရောင်မိခိုးရောင်ဖြစ်နေပါတယ်။ငါးတကောင်မှမရှိတော့တဲ့အပြင်မြစ်နားမှာနေတဲ့လူတွေဟာလည်းကင်ဆာအရေပြားရောဂါစတဲ့ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကိုနှစ်ပေါင်းများစွာခံစားခဲ့ရပါတယ်။ဒီမြစ်ဟာလွန်ခဲ့တဲ့နှစ်40လောက်ကတည်းကစက်ရုံတွေကနေစွန့်ပစ်လိုက်တဲ့အစိတ်ပြင်းဓာတုပစ္စည်းတွေခဲစိတ်တွေနဲ့ဆက်စီတွေကြောင့်ပတ်ဝန်းကျင်တည်ဆုံမှုရဲ့ပြရုပ်တစ်ခုဖြစ်နေပါပြီ။ဒီမြစ်ဝမ်းဒေတာကိုဘလို့နီးနဲ့မှကုစားလို့မရနိုင်တော့ဘူးလို့သိပ္ပံပညာရှင်တွေကလက်လျှော့ခဲ့ကြပါတယ်။ဒါပေမဲ့2015ခုနှစ်မှာတော့ယူသွတ်တယ်လို့ထင်ရတဲ့စိတ်ကူးတစ်ခုကိုတမာရိုးကြမဟုတ်တဲ့သူတေတီအဖွဲ့တစ်ဖွဲ့ကစတင်ခဲ့ပါတယ်။အစိတ်ဖြေဖို့အပင်တွေကိုသုံးမယ်ဆိုတဲ့စိတ်ကူးပဲဖြစ်ပါတယ်။သူတို့ဟာဒီမြစ်ရဲ့အစိတ်တောက်တွေကိုဖယ်ရှားဖို့အတွက်တစ်ပင်မျိုးစိတ်900ကိုမြစ်ဝမ်းဒေတာတစ်လျှောက်မှာစိုက်ပျိုးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီလိုအစိတ်ပြင်းတဲ့နေရာမှာအပင်တွေအသက်ရှင်နိုင်ပါမလား။သူတို့ရဲ့စမ်းသပ်မှုဟာကမ္ဘာကြီးရဲ့သမိုင်းမှာအကြီးမားဆုံးပတ်ဝန်းကျင်ဆိုင်ရာစွန့်စားခန်းတစ်ခုဖြစ်လာမလား။ဒီဗီဒီယိုမှာတော့မမျှော်လင့်ထားတဲ့အကျိုးဆက်တွေနဲ့လျှို့ဝှက်ချက်တွေကိုကျမတို့ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်။ဒီစမ်းသပ်မှုရဲ့သဘောတရားကို bioremediation ဇီဝကုစားခြင်းလို့ခေါ်ပါတယ်။အပင်တွေကိုသဘာဝအတိုင်းအစိတ်ဆုပ်ယူခိုင်းခြင်းဖြစ်ပါတယ်။သူတို့ဟာမြစ်ထဲမှာတွေ့ရတဲ့ခဲစိတ် cadmium, nitrate ဓာတ် စက်စီအကျွင်းကြံများအပါအဝင်ဓာတုပစ္စည်းအမျိုးအစား25ခုကိုစစ်ဆေးခဲ့ကြပြီး၎င်းတို့ရဲ့ပြင်းပြပြင်းအားဟာစံသတ်မှတ်ချက်ထက်အဆ200ပိုများနေကြောင်းတွေ့ရှိခဲ့ပါတယ်။ဒီလိုဓာတုပစ္စည်းတွေဟာလူကိုယ်သာမကအပင်တွေကိုပါချက်ချင်းသေစေနိုင်ပါတယ်။သူတို့ရွေးချယ်ခဲ့တဲ့တစ်ပင်မျိုးစိတ်900ဟာရိုးရိုးတစ်ပင်တွေမဟုတ်ပါဘူး။အဲ့ဒီထဲမှာအာရှကနေတင်သွင်းလာတဲ့ရေမော်ပင်အချို့ပါသလိုမြေပြားကန်ဒေသခံဘေးရာပင်တွေလည်းပါဝင်ပါတယ်။ဒီအပင်တွေဟာ hyper accumulator လို့ခေါ်တဲ့အစိတ်ဓာတ်ကိုအလွန်အမင်းဆုပ်ယူနိုင်တဲ့စွမ်းရည်ရှိကြပါတယ်။သူတို့ရဲ့အမြစ်တွေဟာမြေကြီးထဲကအစိတ်ဓာတ်တွေကိုဆုပ်ယူပြီးအရွက်တွေပင်စီတွေထဲမှာလုံခြုံစွာတူလောင်ထားနိုင်ပါတယ်။ပထမ3လအတွင်းရလဟာထိတ်လန့်စရာကောင်းခဲ့ပါတယ်။စိုက်ပျိုးခဲ့တဲ့အပင်မျိုးစိတ်900တဲက430ကျော်ဟာလုံးဝသေဆုံးသွားခဲ့ပါတယ်။မြစ်ရဲ့အစိတ်ဓာတ်ကအပင်တွေရဲ့ဆဲတွေကိုချက်ချင်းဖျက်ဆီးခဲ့တာကြောင့်ဖြစ်ပြီးဒီအချိန်မှာသူတေတီအဖွဲ့ဟာလက်လျှော့လူနီးပါးဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့သူတို့ဟာတစ်ပင်မျိုးစိတ်80ကိုတော့ရှင်သန်နိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။အဲဒီ80ထဲမှာထူးဆန်းတဲ့အရာတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့အပင်တွေရဲ့အယောင်ပဲဖြစ်ပါတယ်။ပုံမှန်အစိမ်းရောင်ရှိရမယ့်အပင်တွေဟာအနီရောင်ခရမ်းရောင်ရံဖန်ရံခါအဝါနုရောင်စတာတွေကိုပြောင်းလဲလာခဲ့ပါတယ်။အပင်တွေဟာသူတို့ရဲ့သဘာဝအယောင်တွေကိုဆုံးရှုံးပြီးဓာတုပစ္စည်းတွေကိုခုခံကာကွယ်နေတဲ့လက္ခဏာတွေကိုပြသနေကြတာပဲဖြစ်ပါတယ်။ဒါဟာသိပ္ပံပညာရှင်တွေအတွက်ပထမဆုံးသောအောင်မြင်မှုလက္ခဏာဖြစ်ခဲ့ပါတယ်။တစ်နှစ်ကြာပြီးတဲ့နောက်မှာတော့မြစ်ဝမ်းဒေတာတစ်လျှောက်ရှင်သန်ခဲ့တဲ့အပင်မျိုးစိတ်80ဟာပုံမှန်မဟုတ်ပဲအမကန်ကြီးထွားလာခဲ့ပါတယ်။ပုံမှန်ပောက်ကွဲနိုင်တဲ့နှုန်းထက်4ဆပိုမိုကြီးထွားလာခဲ့ပါတယ်။သူတို့ဟာမြစ်ရည်ထဲကအစိတ်ဓာတ်တွေကိုစုပ်ယူပြီးအသက်ရှင်ဖို့အတွက်ထူးခြားတဲ့နည်းလမ်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဥပမာဆက်စီအကျွမ်းကြံတွေကိုအပင်ဟာဘေးကင်းတဲ့သကြားဓာတ်အဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။သူတေတီတွေဟာအပင်ကိုခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါအံ့အားသင့်စရာအချက်ကတော့အပင်တွေဟာအစိတ်ဓာတ်တွေကိုစုပ်ယူရုံသာမကပဲအစိတ်ဓာတ်တွေကိုရှော့ချလိုက်တဲ့လက္ခဏာကိုတွေ့ရှိခဲ့ပါတယ်။ဥပမာသူတို့ရဲ့အရွက်တွေမှာခဲစိတ်ပမာဏဟာအလွန်မြင့်မားစွာပါဝင်နေပေမဲ့မြင့်ရဲ့မြေအောက်ရေထဲမှာတော့ခဲစိတ်ပမာဏဟာ90%နီးပါးလျော့ကျသွားခဲ့ပါတယ်။ဒါဟာရိုးရိုးရှင်းရှင်းစုပ်ယူခြင်းမဟုတ်ပဲဓာတုဗေဒဆိုင်ရာပြောင်းလဲမှုကိုပါဖန်တီးပေးခဲ့တာဖြစ်ပါတယ်။အဆိုးရွားဆုံးမမျှော်လင့်တဲ့အကျိုးဆက်တစ်ခုကတော့ဆိုးရွားတဲ့အနံ့ပဲဖြစ်ပါတယ်။အပင်တွေဟာအစိတ်ဓာတ်တွေကိုစုပ်ယူပြီးမြေကြီးထဲမှာတူလောင်ထားတဲ့အခါထူးခြားတဲ့ဓာတုအငွေ့တွေထွက်ပေါ်လာခဲ့ပါတယ်။ဒီအနံ့ဟာလူတွေမခံနိုင်အောင်ပုတ်တိုးတဲ့အနံ့ဖြစ်ပြီးမြင့်တဲ့ဂိုက်900အကွာအဝေးမှာနေထိုင်တဲ့ဒေသခံတွေဟာနေအိမ်တွေကိုစွန့်ခွာရတဲ့အထိဆိုးရွားခဲ့ပါတယ်။အချို့တက်ကြီးရွယ်အိုတွေမှာအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများပြန်လည်ဖြစ်ပေါ်ခဲ့ပါတယ်။နောက်ထပ်ထိတ်လန့်စရာကောင်းတဲ့အချက်ကတော့အပင်စားသတ္တဝါများရဲ့ကံကြမ္မာပဲဖြစ်ပါတယ်။အပင်တွေကအစိတ်ဓာတ်တွေကိုစုပ်ယူထားတဲ့အတွက်အပင်ရဲ့ပင်စီကိုကိုက်စားတဲ့အင်းဆက်တွေငှက်တွေဟာရုတ်တရက်သေဆုံးခဲ့ကြပါတယ်။ဒီစမ်းသပ်မှုဟာမြစ်ကိုကူစားနေပေမဲ့ဒေသခံဂေဟစနစ်ကိုတော့ပြင်းထန်စွာထိခိုက်စေခဲ့ပါပြီ။အပင်တွေစွန့်ထုတ်တဲ့အစိတ်တွေကြောင့်ဒေသခံအင်းဆက်မျိုးစိတ်အချို့လုံးဝမျိုးတုံးပြောက်ွယ်သွားခဲ့ရပါတယ်။3နှစ်ကြာပြီးတဲ့နောက်မှာစက်ရုံကစွန့်ပစ်တဲ့အစိတ်ပြင်းရေစိုးတွေပြည့်နေတဲ့မြစ်ရဲ့ရေဟာ80%နီးပါးတန့်စင်သွားခဲ့ပါတယ်။
တမိုင်းမှာပထမဆုံးအကြိမ်ဖြစ်ဒီမြစ်ထဲမှာငားငယ်လေးများစတင်ရှင်သန်လာခဲ့ပါတယ်။ဒါဟာသိပ္ပံပညာရဲ့အမခန်းအောင်မြင်မှုဖြစ်ပါတယ်။ဒီအောင်မြင်မှုဟာကမ္ဘာတစ်ဝန်းကအစိတ်အသစ်မြစ်တွေကိုကုသနိုင်မဲ့နည်းလမ်းအသစ်တစ်ခုကိုဖော်ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ဒီစမ်းသပ်မှုရဲ့အကြီးမားဆုံးသောလျှို့ဝှက်ချက်ကတော့အစိတ်ဓာတ်တွေဘယ်ရောက်သွားလဲဆိုတာပါပဲ။အပင်တွေဟာအစိတ်ဓာတ်တွေကိုစုပ်ယူပြီးသူတို့ရဲ့အရွက်တွေနဲ့ပင်စီတွေထဲမှာအနေထိုင်စေခဲ့တာပါ။ဒီအပင်တွေဟာအစိတ်ပြင်းတဲ့ဓာတုဗေဒအမှိုက်တွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီအစိတ်ပြင်းတဲ့အပင်တွေတည်ဆုံးပြီးမြေကြီးထဲမှာဆွေးမြေသွားတဲ့အခါအစိတ်ဓာတ်တွေဟာမြစ်ကိုပြန်ပြီးရောက်ရှိလာနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။ဒါကြောင့်သူတွေတီတွေဟာမြစ်ကိုတန့်စင်ပြီးတဲ့နောက်အပင်အလုံးကိုခုတ်ထွင်ပြီးအထူးအစိတ်သင့်စွန့်ပစ်ပစ္စည်းတိုလာရုံကိုပို့ဆောင်ခဲ့ရပါတယ်။ဒီတစ်ပင်တွေဟာကိန်းနေတဲ့မြစ်ကိုပြန်အသက်သွင်းပေးခဲ့ပေမဲ့သူတို့ကိုယ်တိုင်ကတော့လျှို့ဝှက်ချက်နဲ့အတူကြီးမားတဲ့စိတ်ပြင်းတဲ့ဘုံတစ်ခုဖြစ်နေခဲ့ပါပြီ။ဒီအစိတ်ပြင်းတစ်ပင်တွေကိုဘေးကင်းစွာဖယ်ရှားဖို့အတွက်ဒေါ်လာတန်းရာချီထပ်မံကုန်ကျခဲ့ပါတယ်။စက်ရုံကစွန့်ပစ်တဲ့အစိတ်ပြင်းရေစိုးတွေပြည့်နေတဲ့မြစ်ကိုကုစားဖို့အတွက်တစ်ပင်မျိုးစိတ်900ကိုစိုက်ပျိုးခဲ့တဲ့ဒီစမ်းသပ်မှုဟာကမ္ဘာပတ်ဝန်းကျင်တမိုင်းမှာအကြီးမားဆုံးသောစွန့်စားကန်တစ်ခုပဲဖြစ်ပါတယ်။ဒီစမ်းသပ်မှုကနေကျမတို့ရရှိလိုက်တဲ့သင်ခန်းစာကတော့တဘာဝရဲ့အစွမ်းဟာမယုံနိုင်လောက်အောင်ကြီးမားတယ်ဆိုတာရဲ့အချိန်ထဲမှာပဲလူသားတွေဖန်တီးခဲ့တဲ့အမှားတွေကိုပြန်လည်ပြင်ဆင်ဖို့အတွက်ကြီးမားတဲ့ပေးဆက်မှုတွေကိုလုပ်ရအောင်မယ်ဆိုတာပဲဖြစ်ပါတယ်။စက်မှုလုပ်ငန်းတွေဟာမြစ်ကိုတတ်ခဲ့ပြီးအဲ့ဒီမြစ်ကိုပြန်အသက်သွင်းဖို့အတွက်တစ်ပင်တွေဟာအစိတ်ပြင်းတဲ့တတ္တဝါတွေအဖြစ်အသက်ဆွံပေးခဲ့ရပါတယ်။ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ကြပါဦး။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ပရိသတ်တဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။